မင်္ဂလာပါချစ်ချင်ဆိုပါဒီနေ့ကတော့ကျွန်တော်တို့ Vivo phone တွေရဲ့ Origin OS 6မှာပါတဲ့ Amisa feature 5 မျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့ Vivo B70 FE နဲ့စမ်းပြအောင်ပါပေါ့နော်။ဆိုတော့ဒီ Vivo B70 FE အပြင် Vivo B70 နဲ့ကျွန်တော်တို့ Origin OS 6ရတဲ့ Vivo phone တွေတိုင်းမှာဒီ feature တွေကိုသုံးလို့ရပါတယ်။ဆိုတော့တချို့လူတွေဒီကိုဖုန်းမှာပေါ့နော်။တခြားလူတွေလာကြည့်တဲ့အခါခဏယူသုံးတဲ့အခါမမီစီခြင်းတဲ့ပုံတွေရှိမယ်ဗီဒီယိုတွေရှိမယ်အကောင့်တွေရှိမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကိုကျွန်တော်တနေရာထဲမှာပဲဘယ်လိုပြောရမလဲကျွန်တော်တို့ hide ပြီးတော့သုံးလို့ရတယ်ဆိုတော့သူကပုံတွေဗီဒီယိုအပြင်ကိုမှကျွန်တော်တို့ Google account Gmail account တွေကိုပါတီးတန့်ခွဲသုံးလို့ရဖြစ်တဲ့အတွက်အများကြီးပို့ပြီးတော့ secure ဖြစ်ပါပါဆိုတော့ဒီ private space ကိုသုံးချင်တယ်ဆိုလို့ရှိရင်တော့ home screen အောက်ကိုတစ်ချက် swipe လိုက်ဆောင်းနေကျွန်တော် private space ဆိုတာလေးပေါ်လာလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့မှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီ continue လေးတစ်ချက်နှိပ်ပေးပေါ့နော်ပြီးတော့ကျွန်တော် fingerprint ထားမယ်ပေါ့နော်ကျွန်တော်ကတော့ fingerprint ထားပြီးသားဆိုတော့တစ်ခါရေးတန်းပေါ်မှာပေါ့နော် fingerprint မထားသေးတော့ fingerprint ထားဖို့လိုပါတယ်ပြီးရင် enter နှိပ်လိုက်ရင်ကျွန်တော် private space ထဲဝင်သွားပါပြီဒီ private space ထဲမှာပေါ့နော်ဒီကိုထားခြင်းတဲ့ app တွေဒီပုံတွေ video တွေပါတင်ထားလို့ရတဲ့အပြင်ကျွန်တော်တို့အပြင်ကနေပြီးတော့ပေါ့နော် file တွေ document တွေကိုလည်းဒီထဲကိုထည့်ပြီးတော့တင်ထားလို့ရပါတယ်ထွက်ရင်လည်းအပေါ်က down လေးကိုနှိပ်လိုက်ရပါမယ်ဆိုတော့အပြင်ပြန်ရောက်တော့ပါပြီပေါ့နော်တော့ရင်လည်းကျွန်တော်တို့ဒီလိုမျိုးလေး swipe လုပ်လိုက်ရုံနဲ့ကျွန်တော်တို့ fingerprint လေးနှိပ်ပြီးတော့သုံးလို့ရပါတယ်ဆိုတော့ဒီ flip cap ဆိုပဲပေါ့နော်ဒီ lock screen feature လေးကဒီဖုန်းကန်ရတာတော်တော်လေးဆွဲဆောင်မှုရှိမဲ့ feature တစ်ခုပဲသူကပေါ့နော်ဖုန်းကိုဘယ်ညာနည်းနည်းစောင်းပေးလိုက်တာနဲ့ lock screen မှာထားထားတဲ့ပုံတွေကိုပြောင်းပေးတယ်ဆိုတော့ video ဆိုလို့ရှိရင်လည်းပေါ့နော်ဒီအသက်ဝင်အောင်လုပ်ပေးရပေါ့နော်ဆိုတော့ဖုန်းမှာပါတဲ့ပုံတွေနဲ့မကပဲပေါ့နော်ကိုရိုက်ထားတဲ့ပုံဒါမှမဟုတ် video နဲ့လည်းအဆင်ပြေပြေထားလို့ရပါတယ်ဆိုတော့ဒီ flip cap လောက်ဆောင်ချက်လေးကိုသုံးရင်ဆိုလို့ရှိရင်တော့ဖုန်းရဲ့ setting နဲ့တော့ဖြစ်ပါတယ်ဆိုတော့ setting ထဲကိုဝင်လိုက်မယ်ဝင်ပြီးတာနဲ့ကျွန်တော်တို့ဒီ home screen lock screen ရဲ့ wallpaper လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာပါတဲ့ lock screen setting ဆိုတာလေးကိုဝင်ပါမယ်ဆိုတော့ဝင်ပြီးရင်ကျွန်တော်တို့ပုံရဲ့ edit ထဲကိုနှိပ်မယ်ဆိုတော့ကျွန်တော်တို့ lock screen ကိုတွေ့ရဖြစ်ပါတယ်ဆိုတော့ edit ကမှကျွန်တော်တို့ဒီဘယ်ဘက်အောက်ရှိမှာပေါ်နေတဲ့ combination တွေကိုဝင်မယ်ဝင်လိုက်တာနဲ့ကျွန်တော်တို့ flip cap တွေကိုတွေ့အောင်ဖြစ်ပါတယ်ကိုကြိုက်တဲ့ပုံထားလို့ရတယ်ဆိုတော့ကျွန်တော်ကတော့ဒီတောင်နှန်းပုံထားထားရပေါ့နော်ဆိုတော့အဲ့ဒါမှမကြိုက်ဘူးကိုပုံတွေထားခြင်းလဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအောက်က replace ထဲမှာကျွန်တော်တို့ကိုပုံကိုဗီဒီယိုတွေရွေးထားလို့ရပါသေးတယ်ဆိုတော့ flip cap feature လေးကတော့တော်တော်လေးမိုက်ပါတယ်ဒီလို့ဆိုချက်ကတော့ပေါ့နော်ကျွန်တော်တို့ file တွေပုံတွေ document တွေကိုလွယ်လွယ်ကူကူ share လို့ရအောင်လုပ်ပေးထားတာပေါ့နော်ဆိုတော့ဥပမာအနေနဲ့ပုံပို့ခြင်းလဲဆိုလို့ရှိရင် Evan တဲကပုံတစ်ခါတည်းထောက်ပြီးတော့ဒီ origin island လေးပေါ်လာရင်ကိုပို့ခြင်းနဲ့ app ကိုရွေးလိုက်ရုံပါပဲဆိုတော့ဒီ feature လေးကတော့တော်တော်လေးလွယ်ကူပြီးသုံးလို့လည်းအဆင်ပြေပါတယ်ဆိုတော့ဒါတွေကတော့ drag and go ပေါ့နော်ဒီ origin island ရဲ့ feature လေးတစ်ခုဆိုတော့ကိုပို့ချင်တဲ့ပုံ Evan ထဲကိုဝင်ပြီးကျွန်တော်ကိုပို့ချင်တဲ့ပုံထောက်လိုက်ပေါ့နော်ဖိထားလိုက်ရင်ကျွန်တော်အပေါ်မှာ origin island လေးပေါ်လာလေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ထောက်ပြီးရွှေ့လိုက်ရုံနဲ့ကျွန်တော်တို့ကိုပို့ချင်တဲ့ app ထဲကိုဓာတ်ရိုက်တစ်ခါလေးပို့လို့ရမှာဖြစ်ပါတယ်ဆိုတော့ကိုမှ printer ရှိရဆိုလို့ရှိရင်တစ်ခါလေး print လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့တော်တော်လေးလွယ်ကူရိုးရှင်းပြီးတော့ကျွန်တော်တို့အဆင်ပြေသုံးလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကတော့ပေါ့နော်ကျွန်တော်တို့ဖုန်းကို launch ထားတဲ့တိုင်အောင်အတန်တိုးက်လို့ volume down ကိုဖိပြီးတော့ကိုဖွင့်စေချင်တဲ့ app ဒါမှမဟုတ်ကို load စေချင်တဲ့ function တစ်ခုခုကိုလုပ်ခိုင်းတာမျိုးပါဆိုတော့ဒါကတော့တော်တော်အသုံးဝင်ပါပါရုတ်တရက်မီးပြတ်သွားလို့ flash light ဖွင့်ချင်တာမျိုးပဲဖြစ်ဒါမှမဟုတ်ပဲကိုအနီးနာကိုနဲ့စကားပြောနေတဲ့သူရဲ့ evidence ပေါ့နော်ဒီလိုအတန် record လုပ်ချင်တာမျိုးပဲဖြစ်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေမှာတော်တော်လေးအသုံးဝင်မဲ့လောက်ဆောင်ချက်တစ်ခုပါဒီလောက်ဆောင်ချက်လေးကိုသုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖုန်းရဲ့ setting နဲ့တော့အောင်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဖုန်းရဲ့ setting ပြီးရင်ကျွန်တော်တို့အောက်ဆုံးနားလေးကိုရှိမယ်ပေါ့နော်ဒီအောက်ဆုံးနားလေးက shortcuts and accessibility တွေကိုဝင်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအခါမှာကျွန်တော်တို့ quick action နဲ့ကိုဝင်မယ်ပြီးရင်ပေါ့နော်ဒီအပေါ်ဆုံးမှာပါတဲ့ဒီ quick action ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ဖွင့်ပေးထားရုံနဲ့ရပါပြီဆိုတော့မီးဖွင့်ပိတ်လုပ်မလားကျွန်တော်တို့အတန်သွင်းမလားနောက်ဖို့ကိုဖွင့်ချင်တဲ့ app ဖွင့်မလားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမီးအဖွင့်အပိတ်နဲ့ပဲဆက်ပြထားရပေါ့နော်ဆိုတော့ဖုန်းပိတ်နေတော့မှကျွန်တော်တို့ volume down အတန်တိုးတဲ့ clock ကိုနှိပ်ပြီးတော့ဖွင့်ထားလို့ရတယ်ပြီးပြန်တစ်ချက်ဖိထားတာနဲ့ကျွန်တော်တို့ပြန်ပိတ်တော့ဖြစ်ပါတယ်ဆိုတော့ကိုသုံးနေကြ app တွေဖြစ်တယ်ပေါ့နော်ဒီလို app icon တွေအောက်မှာကျွန်တော်နာမည်မပေါ်စေချင်ဘူးဆိုလို့ရှိရင်ဒီနည်းနဲ့ဖြောက်ထားလို့ရပါတယ်ဆိုတော့ app icon လေးတွေဖြတ်ချင်ဆိုလို့ရှိရင်တော့ကျွန်တော် setting နဲ့တော့တောင်းဖြစ်ပါတယ်ဆိုတော့
setting နဲ့ဝင်လိုက်မယ်ဝင်ပြီးကျွန်တော်ဒီ home screen lock screen wallpaper တွေကိုပဲဝင်မယ်ပေါ့နော်ဆိုတော့အဲ့ဒီကမှကျွန်တော်တို့ဒီ icon ဆိုတာလေးတွေကိုဝင်ပါမယ်ပြီးတော့ကျွန်တော်တို့အောက်ဆုံးမှာပါတဲ့ဒီ show icon name ဆိုတာလေးဖွင့်ပေးထားတာကိုကျွန်တော်တို့ပိတ်ပေးလိုက်ရင်ရပါပြီဆိုတော့အပေါ်မှာပြထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီ app icon တွေအတိုင်းပဲရှိမှဖြစ်ပြီးတော့ကျွန်တော်တို့စာတွေကပျောက်သွားမှာဖြစ်ပါတယ်သူတို့ရဲ့နာမည်တွေပေါ့နော်နာမည်တွေပျောက်သွားမှာဖြစ်ပါတယ်ဒါမှမဟုတ်လွယ်ကူကိုခဏတာသိကျင်ဆိုလို့ရှိရင်လည်းအောက်က hole လေးကိုကျွန်တော်တို့ခဏလောက်ဖိထားလို့ရပါတယ်ဆိုတော့အကြိုင်တော့ခဏတာကျွန်တော်နာမည်လေးပြန်ပေါ်လာမှာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ဒီနေ့ပြောရတဲ့အချက်5ချက်ကတော့ကျွန်တော်တို့ Vivo ဖုန်းတွေရဲ့ Origin OS 6မှာရတဲ့ feature 5ခုအကြောင်းပြောပြပြီးတော့ဖြစ်ပါတယ်ဗီဒီယိုကြိုက်တယ်ဆိုရှင် like နဲ့ share နဲ့လုပ်ပေးလို့ရပါတယ်ကျွန်တော်တို့တိုင်လာဖြစ်ပါတယ်